လွန်ခဲ့တဲ့ရာစွန်းတစ်ပုံများစွာကဘိုက်ကင်ရှစ်တဲ့တွေဟာအမေရိကန်ခန်းချေကိုရောက်လာခဲ့ကြတယ်။သူတို့ဟာအလွန်ငတ်မွတ်ပြီးမျောလင့်ချက်မဲနေကြတာပါ။ဒါကြောင့်သူတို့ရဲ့နတ်ဖျားအိုဒင်စီမှာဆူတောင်းပြီးမျက်လုံးတစ်ဖက်ကိုစက်တေးခဲ့ကြတယ်။သွေးကြောင်စီးတဲ့တိုက်ပွဲတွေအပြီးမှာတော့လေပြေတိတ်ခက်လာပြီးသူတို့ရဲ့တင်ပေါ်တွေဟာပင်လယ်ကိုဖြတ်ကျော်နိုင်ခဲ့ပါတယ်။အခုခေတ်မှာတော့ Shadow Moon ဆိုတဲ့လူတန်းကြီးတယောက်ထောင်ကလွတ်ဖို့ရက်ဆောင်နေပါတယ်။သူဟာသူ့ဇနီး Laura နဲ့ပြန်ဆုံဖို့အယမ်းမျှော်လင့်နေတာပါ။ဒါပေမဲ့ကံကြမ္မာကဆိုးရွားလွန်းပါတယ် There's no good way to say this, so I'll put it plain. Your wife, she died in the early hours of this morning. ။သူ့ဇနီးဟာကားအက်ဆီဒန့်နဲ့ဆုံဝါလို့သူဟာထောင်ကနေစောစောလွတ်လာခဲ့ရတယ်။အိမ်ပြန်လန်းလေယာဉ်ပေါ်မှာ Mr. Wednesday ဆိုတဲ့ထူးဆန်းတဲ့လူကြီးတယောက်နဲ့ဆုံပါတယ်။အဲ့ဒီလူကြီးက Shadow ကိုသူ့ရဲ့တက်တော်ဆောင်အဖြစ်အလုပ်လုပ်ဖို့ကန်လန်းခဲ့တယ်။ Shadow ကပထမတော့ညင်းခဲ့ပြီးမြင်ကံကြမ္မာကသူတို့ကိုထပ်ဆုံပြီးခဲ့ပါတယ်။လေစိတ်အနီးကဘားတစ်ခုမှာ Shadow ဟာ Mass Winnie ဆိုတဲ့လူတယောက်နဲ့ရန်ဖြစ်ပြီးလက်သီးချင်းထိုးကြပါတယ်။ Shadow ကနိုင်သွားပြီးရွှေရင်ကားပြတစ်ပြားကိုရခဲ့ပါတယ်။တခြားတစ်ဖက်မှာလည်း Bill Quid ဆိုတဲ့နတ်ပြောင်းမကအမျိုးသားတစ်ယောက်ကိုထူးဆန်းတဲ့နည်းနဲ့ဝါမျိုးလိုက်ပါတယ် Give me your body. Shadow ဟာကားမောင်းနေရင် technical wine ဆိုတဲ့ဤပညာလက်ဖျားရဲ့ဖန်ဆီးခြင်းကိုခံရပါတယ် Shadow ကိုတတ်ဖို့ကြိုးစားကြပြီးနဲ့တစုံတစ်ယောက်ကသူ့ကိုကယ်ထုတ်ထားပါတယ်သူ့ဇနီးရဲ့အတုမှာတော့ Shadow ဟာစိတ်နာစရာအမှန်တရားတစ်ခုကိုတီးလိုက်ရတယ်။သူ့ဇနီးဟာသူ့တငယ်ချင်းနဲ့ဖောက်ပြန်နေခဲ့တာပါ She died with my husband's cock in her mouth. ။စိတ်ပြက်အားငယ်နေတဲ့ Shadow ဟာ Mr. Wednesday ရဲ့အလုပ်ကိုလက်ခံလိုက်ပါတယ်။ဒါဟာနတ်ဖျားဟောင်းနေနဲ့နတ်ဖျားတစ်တွေကြားကစစ်ပွဲတဲ့ကိုခြေစုံပစ်လိုက်တာပါပဲ။နောက်ဆုံးမှာတော့ Shadow ဟာရခဲ့တဲ့ရွှေတင်ကောက်ကိုသူ့ဇနီးရဲ့ကူးပေါ်မှာပစ်ချခဲ့ပါတယ်။အဲ့ဒီတင်ကားဟာမြေကြီးတွေငုံရွှေသွားပြီးတေဆုံးသွားတဲ့သူတစ်ယောက်ကိုပြန်ရှင်းလာစီဖို့အစပြိုးပေးလိုက်ပါတော့တယ် ဒီဇလန်လေးကိုစိုက်တယ်ဆိုရင် like and share လုပ်ပြပါတော့နောက်ထပ်ဗီဒီယိုလေးကြည့်ချင်တယ်ဆိုတာဒီမှာမှာပြင်လာပါတယ်။ခဏကောင်းလေးကို like ချင်ဆိုရင်တော့အခုဒီ page လေးကို follow လုပ်ထားလို့နေပါမယ်နော်